လုံးပဲမင်္ဂလာပါကျွန်တော်တို့မနေ့ကနဲ့ဖုန်းကိုအရင်ကောက်ကင်ပြီး screen လုံးနေပြီးတကယ်တော့အဲ့ဒါကတခုကိုအရင်ကြည့်ရှင်လို့မဟုတ်ပါဘူးတခြားဘယ်ရာကမှပို့လလန်မီယာမှာစိတ်ဝင်စားဖို့မကောင်းတော့လို့ခံစားနေရလို့ပါတကယ်တော့ဒီကန်ဆာချက်ကိုတင်ကြောက်တဲ့ကန်ဆာနေရတာမဟုတ်ပါဘူးလူတော်တော်များများဒီကန်ဆာချက်ကိုခံစားနေရပါတယ်အဲ့ထဲပါဝင်ကျွန်တော်လည်းပါဝင်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်ဒီကန်ဆာချက်ကိုဘာယာနဲ့ကုစားခဲ့ရလဲဘယ်လိုမျိုးကုစားရင်ကောင်းမလဲဆိုတာကို sharing လုပ်ပြီးတော့မှပဲဖြစ်ပါတယ်ကျွန်တော်အဆုံးအနေနဲ့တင်ပွားကြီးကိုအလုံးစုံတင်ဖို့မကြိုးစားခင်တင်ကောင်းနေရဆုညံနေရဲ့အထွေးတွေကိုအရင်ငြိမ်အောင်ထားကြည့်ဖို့လိုပါတယ်အဲ့ဒီအတွက်အလဲဆုံးနည်းလမ်းတစ်ခုကတော့ဒါရင်ရေးတာပဲဖြစ်ပါတယ်ကျွန်တော်ကောင်းနေမှာတဝဲလေးလေးဖြစ်နေတဲ့စိုးရိမ်မှုတွေကိုစာရေးဖို့ခြာရေးလိုက်ရှင်အဖြစ်သူ့တွင်နေစိတ်အာရုံတွေကိုတင်ညာလေးမှာအနေထိုင်သွားစေပါမှာဒါအပြင်တခါတလေစိတ်ပြီးဆွလာတဲ့အခါကျွန်တော် script reading လို့ခေါ်ရင်၄စက္ကန့်ကြာအောင်အတက်ကိုရှူသွင်းမယ်၄စက္ကန့်ကြာအောင်အတက်ကိုအောင်းထားမယ်ပြီး၄စက္ကန့်ကြာအောင်အတက်ကိုပြန်ရှူထုတ်တဲ့ဒီလမ်းကိုကျွန်တော်တို့တုံ့ပြုရှင်ကတင်အောင်ကျော်စနစ်ကိုချက်ရှင်းကြည့်နေသွားစေပြီးဒါကို begin နေပြီဆိုရင်ချက်ပြမှုကိုဘုံတို့စီပေးဖို့နိုင်ပါတယ်ပြီးရင်တော့တင်ကြိုက်ဆုံးအရာဖြစ်တဲ့ဖုန်းတုံးတာကိုအနည်းဆုံးတစ်နေ့ကိုတစ်နာရီလောက်မသုံးမင်းနေကြည့်ပါဘာကြောင့်လဲဆိုတော့ phone screen က brain ကိုအရင်ပိမှန်စေတယ်လို့ social media မှာတခြားသူတွေနဲ့နိုင်ရှင်ပြီးစိတ်အာရုံလွန်ပြန်စေပါတယ်တင်တဲ့တစ်နာရီလောက်မသုံးမင်းနေကြည့်တဲ့အချိန်ကျရင်တင်ဝန်တော့အနာရစေပြီးကိုပြန်လည်ဆန်းစစ်ဖို့အတွက်အခုရင်ရလာပါလိမ့်မယ်ဆက်ပြီးတော့ဒီပညာရှင်တွေကိုဖန်တီးမှုတစ်ခုခုဖြစ်ပြောင်းလဲကြည့်ပါဖန်တီးမှုလို့လဲဆိုတာ permission ဖြစ်ဖို့မလိုတယ်လို့ငါးပါးနေဖို့လည်းမလိုအပ်ပဲစိတ်တရှိတဲ့အတိုင်းအယုတ်တွေရှစ်တာဒါမှမဟုတ်ပကြီးဆွဲတာမျိုးကစကလုံးနဲ့ဖော်ပြလို့များတဲ့ရုပ်သိထားရတဲ့ခန်းစားချက်တွေကိုပေါ်ပါသွားစေမယ်ထောက်ပါတစ်ခုဖြစ်လာပါလိမ့်မယ်ဒါအပြင်ကိုနေတဲ့တရှင်လေးတွေကိုခလုတ်ဒါမျိုးကလည်းတရှင်ရဲ့စွမ်းအားနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုလိုတလို့ပြန်လည်လမ်းညွှန်ပေးနိုင်တဲ့အပြင်လက်မှုအလုပ်ဖန်တီးမှုလေးတွေလုပ်ကြည့်ခြင်းကလည်းကိုယ်လည်းနဲ့ခုကိုကောင်းတယ်ဖော်လိုက်ရတဲ့အတွက်ပျောက်ဆုံးနေတဲ့ယုံကြည်မှုနဲ့ခုံယူစိတ်ကိုပြန်လည်ရရှိစေပါတယ်ဒီကတော့ဖန်တီးမှုဆိုတာအမှုတစ်ခုရဖို့တဲ့ခုစိတ်တွေကအပူအပင်တွေကိုပုံဖော်ထုတ်ပြလိုက်တဲ့နိလန်တစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ပေးဖို့ပါပဲဆက်တဲ့မှာပဲကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်းကြည့်စိုက်ပေးပါခန္ဓာကိုယ်ကအာနေနေစိတ်တက်ကလည်းကျဆင်းလာမှာပါပဲအခါထဲမှာလှုပ်ရှားနေတာမျိုးအိမ်ပေါ်အိတ်တာမျိုးတင်းရဲ့စိတ်နေစိတ်ထားကိုတိတက်တာတိုးတက်စေပါလိမ့်မယ်နောက်ဆုံးအချက်ကတော့ skill ဒါမှမဟုတ်ကျန်နေတဲ့စံတည်တဲ့အရာတွေကိုတင်ယူပြီးသူတွေနဲ့အဆက်အသွယ်လုပ်ပါယုံကြည်ရသူတယောက်ကိုဖုံးဆက်စကားပြောတာဒါမှမဟုတ်ဝါဒနာတစ်ခုကိုစတင်တင်ယူလာတာဘွားကိုပို့ပြီးသိပဲရှိလာပါစေတယ်ဒီနေ့ဒီဗီဒီယိုအရာအလုံးကိုတပြိုင်နက်တည်းလှုပ်ဆောင်လို့ပါတင်းငယ်တဲ့ရှီလန်တဲ့တစ်ခုကနေပေးဆက်တင်ပါအခုဒီစကားတွေကိုနားထောင်နေတဲ့တင်းဒီဒီနေ့တော့ဒီလိုဖြစ်နေအောင်မဟုတ်ဘူးဆိုတာကိုလည်းသိရပြီပါတင်တာဒီ challenge မလုံးတော့သေးဘူးလို့ထင် comment ထဲက Telegram link ကိုနှိပ်ပြီး PDF file ကို download လုပ်ပြီးတော့မှဖတ်ကြည့်ပါဒီလိုတင်တာညီမလိုမဖတ်ရှင်ဘူးဆိုရင် English လို့ဖတ်လို့ရပါတယ်